အာရဟံပူဇော်ထုကိုခိုင်တော်မူထိုက်သောမြတ်စွာဘုရားအာရဟံကိလေသာကိစေတော်မူသောမြတ်စွာဘုရားအာရဟံစိတ်ဝါယာယ၌ပဲမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသိမြင်စရာလုံးတော်ကိုအမှားတိုင်းကိုပဲညာပြေမချွေမချမ်းသိမြင်တော်မူသောမြတ်စွာဘုရားဝိဇ္ဇာစရဏတပံသောဝိဇ္ဇာသုံးပါးဝိဇ္ဇာ7ပါးจิตတိလ15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသူကတော်ကောင်းသောစကားမကရွယ်ကျိုးစီသောစကားကိုသောဆိုတော်မူသောမြတ်စွာဘုရားလောကဝေဒုတတ္တလောကဩဃာတလောကသင်္ခါရလောကဆိုအပ်သောလောကသုံးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရားအနောင်တရပုရိသဓမ္မတရတိဆုံးမတိုက်တော်တရဝါတို့ကိုအတုမေစီဆုံးမတော်မူသောမြတ်စွာဘုရားတထာဒေဝမနုဿာနာနလူတို့ဤဆရာတစုဖြစ်တော်မူသောမြတ်စွာဘုရားဘုံတော်သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတို့ဘာတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရားဘာဂဝါဣန္ဒြိယဓမ္မယတ္တတိတိကာမပယတ္တမိဘုံ6ပါးနှင့်ပြည့်စုံတော်မူသောအာရဟံပူဇော်ထုကိုခိုင်တော်မူထိုက်သောမြတ်စွာဘုရားအာရဟံကိလေသာကိစေတော်မူသောမြတ်စွာဘုရားအာရဟံစိတ်ဝါယာယ၌ပဲမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသိမြင်စရာလုံးတော်ကိုအမှားတိုင်းကိုပဲညာပြေမချွေမချမ်းသိမြင်တော်မူသောမြတ်စွာဘုရားဝိဇ္ဇာစရဏတပံသောဝိဇ္ဇာသုံးပါးဝိဇ္ဇာ7ပါးจิตတိလ15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသူကတော်ကောင်းသောစကားမကရွယ်ကျိုးစီသောစကားကိုသောဆိုတော်မူသောမြတ်စွာဘုရားလောကဝေဒုတတ္တလောကဩဃာတလောကသင်္ခါရလောကဆိုအပ်သောလောကသုံးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရားအနောင်တရပုရိသဓမ္မတရတိဆုံးမတိုက်တော်တရဝါတို့ကိုအတုမေစီဆုံးမတော်မူသောမြတ်စွာဘုရားတထာဒေဝမနုဿာနာနလူတို့ဤဆရာတစုဖြစ်တော်မူသောမြတ်စွာဘုရားဘုံတော်သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတို့ဘာတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရား